နေသောအခါမှာမူဆာနဗီဟာရှင်မြတ်ကတင်ခန်းနိုင်ခွင့်လျှောက်ထားနိုင်ခွင့်ပေးတဲ့အချိန်ကျတော့သူစိန်နာတောင်ပေါ်ကနေပြီးတော့ဘာပဲဖြစ်ဖြစ်ရှင်မြတ်တန်လျှောက်ထားတယ်အဲ့ဒီမှာရှင်မြတ်ကပြန်ကြားတဲ့အမိန့်တော်လည်းကြားရအဲ့ဒီမှာတနေ့မေးတယ်ယာအီလာဟီကိုရောနဲ့ကျွန်တော်မျိုးနဲ့နီးတာတဲ့အခြားဗန္တာများရှိပါသေးလားဗျာတဲ့အခုကိုရောဟာကျွန်တော်မျိုးကလျှောက်တာလဲကိုရောကပြန်ပြီးမိန့်တော်မူတယ်ဟုတ်လားအင်မနာနီးကတ်တဲ့ဖြစ်ပေးထားတော့ကျွန်တော်မျိုးနဲ့ကိုရောတဲ့လောက်နီးတာနောက်ထပ်အခြားဗန္တာတွေရှိသေးရဲ့လားဆိုအရှင်မြတ်ကအေးမူဆာတဲ့နောက်အခရစ်ဇမာငါရဲ့ခါတီမွန်နဗီရဲ့အွမ်မတ်တွေဟာမြောက်များစွာငါ့ကိုအမလီလုပ်ပြလိမ့်မယ်အဲ့ဒီနဲ့ကရိုဇာဆိုတဲ့ဟာတစ်ခုကိုငါတာဝန်ပေးမယ်အဲ့ဒီရိုဇာတောက်ပြီးတဲ့နောက်ဝါဖြေကနီးအချိန်ကြလို့ရှိရဲ့အချိန်ကလည်းမကြသေးငါအမိန့်တော့ကြောက်ပြီးအင်မတန်စားကျင်ရဲ့နဲ့လေတဲ့အဲ့ဒီဝါဖြေဘွားကြီးပြီးအချိန်စောင့်နေလိုက်တဲ့အချိန်ဟာတဲ့မင်းနဲ့ငါနဲ့အခုနီးတာတဲ့အဆ80ပူနီးတယ်ဟေးမူဆာမှတ်တာမင်းနဲ့ငါနဲ့အခုနီးတာတဲ့အချိန်အဆ80ပူနီးတယ်တဲ့အဲ့ဒီအနည်းဆုံးအချိန်လေးဟာကျွန်တော်တို့ဒူအာကပူလ်ဖြစ်ဆုံးအချိန်အဲ့ဒီအချိန်ဒူအာတောင်းပါဟုတ်လားသို့တော့ကျွန်တော်တို့ဒီရက်တွေတော့မသိဘူးဗျတချို့နေရာတွေကျွန်တော်ရောက်တဲ့နေရာအဲ့ဒီအချိန်စကားအများဆုံးပဲဘာမှဒူအာတောင်းမှုကိုသိမရဟဲ့ဟာဟိုချဒီရဒီချဒီရဟာဟိုကြည့်ပါတော့လားဟောမဲကုန်ပြီဒီရလင်းကုန်ပြီဟာနိုင်ရဘယ်လောက်ရှိပြီနိုင်ကြည့်ပါဦးဘုရုဆိုမှာတော့ကွက်ကွက်ကိုရိုက်တာအငြိမ်ဆုံးနေရာမှာဒီအချိန်အလ္လာဟ်အမြင့်သက်ဆုံးအချိန်အလွယ်ဆုံးအီမန်လွှဲလိုက်ပါဘယ်ချိန်ဘသူမှစကားမပြောနဲ့မော့မကြည့်နဲ့ဘုံဝဲကြည့်နေစားကျင်လိုက်တာဆိုဘုံဝဲကြည့်နေအဲ့ဒါအမနာစဝတ်ကြည့်တယ်စားကျင်ရတဲ့အလ္လာဟ်ကြောက်ပြီးမစားပဲနေအဲ့ဒီအချိန်ဟာမူဆာနဗီနဲ့အလ္လာဟ်ရှင်မြတ်နဲ့တူရစိန်နာမှာတက်ခဲ့တဲ့တော်ရကျမ်းရတဲ့မူဆာနဲ့တောင်မှအဆ80ပို့ပြီးနီးတဲ့အခွင့်အရှင်မြတ်ကပေးထားတာအဲ့ဒီအချိန်မှာတောင်းလာကျွန်တော်တို့ဟုတ်လားဣဒါဆာလကအီဘာဒီအန်နီဖအင်နီကရီဘ်လို့အာယတ်တော်မှာတိတိကျကျမိန့်တော်မူတာဒါတိပြနေရာတွေမှာလည်းဒီအာယတ်သုံးနိုင်မယ်အထူးသဖြင့်ရိုဇာအာယတ်ထဲမှာပါတဲ့အချိန်ငါဟာဖအင်နီကရီဘ်အိုဂျီဘူဒါဝတ်ဒါအီဒါတာငါဟာအင်ဒနီးတယ်တဲ့အဲ့ဒီအချိန်တောင်းတာငါပေးမယ်လို့အာယတ်ကတိုက်ရိုက်ဆိုတာဒီအချိန်မှာကျွန်တော်တို့ကပို့ပေါ်ရိုက်ဟုတ်လားအဲ့ဒီတော့ကိုစောစောကြိုတင်လုပ်ပါဝါအာဇန်ဆိုဖို့နဲ့အမိန်ပေးဖို့တယောက်လွှဲထားလိုက်ပါဗျာသူလှုပ်ချင်တာလုပ်ပါဟုတ်လားကိုအိမ်မှာအဲ့ဒါနဲ့ပတ်သက်ပြီးတော့နောက်ကြတော့ဘာဆက်လာလဲဆိုရင်ရှေးတုန်းကဆိုတာအစာပိုင်းမှာကိုရိုဇာစောင့်လို့ရှိရင်ကျွန်တော်တို့အဆွတ်တော်တွေဟာညဘယ်ချိန်ထိစားနိုင်လဲဆိုရင်အင်းရှာမဖတ်မချင်းစားနိုင်တယ်ခင်ဗျာသို့မဟုတ်မအိမ်မချင်းစားနိုင်အင်းရှာဖတ်လိုက်ပြီးရင်စားအောင်အင်းရှာထွက်ရမစားရတော့အခုလိုများဆိုမခက်ဘူးလားဒေါ်လာကြီးဖတ်ပြီးမစားရတော့ဘူးဟိုတုန်းကပထမပိုင်းကသို့မဟုတ်အိတ်ချင်းလုံးလုံးအိတ်လိုက်ရင်မစားရတော့အဲ့ဒါကြောင့်မို့စားခြင်းရင်အင်းရှာမဖတ်နဲ့အောင်စားခြင်းရင်မအိတ်နဲ့အောင်အိတ်ချင်ရင်မစားနဲ့တော့အင်းရှာဖတ်ခြင်းရင်မစားနဲ့တော့စားခြင်းတည်းကြီးအင်းရှာနဲ့အိတ်တာကိုဆွဲထားအိတ်လို့တရင်တို့ရင်မစားရတော့ပထမပိုင်းကဒီဘလောက်ကြက်လိုက်တယ်လေဒီနေ့တော့ခါမှာဟာကိုက်ဆိုတဲ့အဆွတ်တော်ကြီးဟာအင်မတန်ပင်မနဲ့ရိုဇာနဲ့အလုတ်လုတ်အားပြန်လာပြီးအိမ်ကျတော့ဇနီးတွေကိုမေးတယ်ကဲဟဲ့ငါရိုဇာနဲ့ဟုတ်လားအဖတာလို့ဖို့ပါရှိတော့ဆိုတော့ကားလျော်စွာအဲ့ဒီနေ့ရပဲသူ့အိမ်မှာလည်းဘာမှမရှိတာနဲ့ကဲရှင်ခဏစမြင်ဟုတ်ကျမမြောက်ဖက်အိမ်သွားပြီးတော့ဘာလေးရှိလို့တောင်းကြည့်အောင်မယ်လို့မိမတောင်းသွားတောင်းရှာအဲ့ဒီမှာဟဇရတ်ကိုက်ဆိုတဲ့အဆွတ်တော်ကြီးဟာအလုတ်ကလည်းအမနာပန်းလုံးလို့ခဏလေးခရေမောခွေလိုက်တဲ့ဥစ္စာအိပ်ပျော်သွားလို့နိုးရမစားတော့ပထမကအိပ်ပျော်သွားလို့အိယာကနိုးရမစားတော့ဘူးဒီတိုင်းနဲ့နောက်15ပြန်ပြီး24နာရီနေတော့မစားတော့ရှေ့ကနော်အဲ့ဒီကတော့ဖြစ်တဲ့အချိန်မှာနောက်နေ့မနေ့ကျတော့ဘယ်လိုမှအာအင်ကမခံနိုင်တော့တဲ့အချိန်မှာရဆိုလာကိုရောမြတ်ထံကိုတခါတည်းဇနီးတွေကတွဲပြီးလာတဲ့အချိန်မှာဒီအဆွတ်တော်ရဲ့အဖြစ်ကိုအရှင်မြတ်ဟာကြိုတင်သိပြီးတဲ့နောက်ချက်ချင်းအာရတော်ကြပြီရမ်ဇန်လရဲ့ညပိုင်းနေမှာဟုတ်လားခொနည်းမင်းတို့ဟာစားနိုင်တယ်တောက်နိုင်တယ်ဒီဟာတွေရဲ့မဆာလာအကျယ်တော့ခင်ဗျာအာလင်တွေပဲဆက်မေးကြပါဟုတ်လားရမ်ဇန်လရဲ့ညပိုင်းနေမှာနေ့မှာဘယ်ဟာရှောင်းကျင်တာတွေဟာညကြတော့ဘယ်လိုလုံနိုင်ကိုင်းနိုင်တယ်စားနိုင်တောက်နိုင်တယ်ဆိုတဲ့ဥစ္စာတွေဟာဒါညပိုင်းရဲ့မဆာလာကိုနောက်ထပ်အာရကဆက်ဟုတ်လားأحل لكم ليلة الصيام الرفث إلى نسائكم هن لباس لكم وأنتم لباس لهن صالحين هلا ညပိုင်းမှာဘယ်နည်းပဲပုံနေနိုင်တယ်ဆိုတဲ့ညရဲ့မဆာလာကိုဆက်လာပြီးတဲ့နောက်ဗာမိန်တော်မူလိုက်လေ
ကိုလူဝရှရဘူးမင်းတို့စားကြတောက်ကြတော့တဲ့ဟိုအဆွတ်တော်လာပြီးတိုင်လျှောက်ထားမလို့ယာရဆူလလာကျွန်တော်မျိုးပြမနေ့ကဟောသလိုအလုတ်ကပြန်လာပြီးအိမ်မှာခမင်းမရှိတာနဲ့သွားတောင်းနေတော့အိပ်ပျော်မိတာအခုအိယာနိုးတော့မစားတော့အဲ့ဒီတော့အိပ်လိုက်ရင်မစားတော့ဘူးညအဲ့ဒီမှာအရှင်မြတ်ကနေပြင်ပေးတယ်ကိုလူဝရှရဘူးဟတာယတဘယနလကုမလ်ခိုက်လ်အဘယဇ်မင်ခိုက်လ်အစဝတ်မင်အလ်ဖဂျ်ဒီရရှိကုန်မောင်မင်းတို့စားကြတော့ကြရတယ်တညလုံးစားကြတော့ကြတော့ဘယ်ညတိုင်တော့ဟောအရှိကရောင်ကြီးနဲ့ဟုတ်လားအလင်းရောင်နဲ့အမှောင်ရောင်မကွဲမချင်းမှောင်းနေသေးသမျှဟုတ်လားအလင်းရောင်ပေါ်အောင်ဆဲဆဲအထိအဲ့ဒီချိန်ထိမင်းတို့စားကြတော့ကြတော့ဆိုတဲ့အတွက်ဒီအလ္လာဟ်ရှင်မြတ်ရဲ့အမိန့်တော်ဟာဘလောက်လောက်နုညံ့သိမ်မွေ့သလဲဆိုတာဟာရိုဇာစောင့်တာဟာမစားဘဲမတောက်ဘဲနေရမှာအဲ့ဒီအာယတ်တော်တရကူလုံးလိုက်ကြည့်မစားနဲ့မတောက်နဲ့ဆိုတာတနေရာမှမပါဘူးပြန်ကြည့်လာတကုလူလာတရှရဘူးဆိုတဲ့စလုံးတနေရာမှမပါဘူးအဲ့ဒီအာယတ်တော်တရကူလုံးလျှောက်ကြည့်မစားနဲ့မတောက်နဲ့ဆိုတာမပါဘူးအစားခိုင်းနဲ့အတောက်ခိုင်းနဲ့ဒါပေမဲ့ဘလောက်နုညံ့တော်မူသောအရှင်သုံးဆိုတာအချိန်ကန့်သတ်ပေးကိုလူဝရှရဘူးဟတ်ထာယတဘယနလကုမလ်ခိုက်လ်အဘယဇ်မင်အလ်ခိုက်လ်အစဝတ်မင်အလ်ဖဂျ်မနက်ဖဂျ်ဟိုကအလင်းရောင်နဲ့အမှောင်မကွဲမချင်းစားကြတော့ဆိုတော့အလင်းရောင်ပေါ်မစားနဲ့ဆိုတာအလိုလိုပါနေတာမစားနဲ့ဆိုတဲ့စကားကိုမသုံးဘူးဘလောက်နုညံ့တော်မူသောအရှင်သုံးဆိုဘာကြောင့်လူဆိုတာဟာမွေးလာတဲ့ကူကမမွေးခင်တည်းကစားလာတော့အစားအင်မတန်ကုန်မင်းဒါကြောင့်တချို့ကပြောတယ်ကြီးဩသာကြားရင်လာတယ်ဆိုတဲ့အဲ့ဒါလူသဘာဝအလ္လာဟ်ကစားစရာကတမနဲ့မစားလို့မနေလို့ဖြစ်တာမဟုတ်အဲ့ဒါအပြစ်ကိုမရှိစားခြင်းနဲ့ဆိုတာလူသဘာဝစားခြင်းတာအပြစ်မရှိဟုတ်လားပြောတချို့ကပြောတယ်ဘာရှိလာတယ်အဲ့ဒါလူသဘာဝခဏစားစရာရှိလာမှာပဲစားခြင်းနဲ့ဆိုတာလူသဘာဝမဆမ်းပါသို့တော့ကိုစားခြင်းတာဟာမလွန်မို့နဲ့သူများမထိကြိုက်ဘူးဒါပဲအရေးကြီးပါအဲ့ဒါကြောင့်မို့အရှင်မြတ်ကဖန်ဆင်းထားတာပဲသိတာပေါ့ဒီကောင်တွေငါဖန်ဆင်းထားတာအမတန်စားခြင်းတဲ့ကောင်တွေမစားနဲ့လို့ငါပြောရင်စောစောတွေကဒီကောင်တွေကြောက်ကုန်မှာဆိုတဲ့အတွက်မစားပဲအနေခိုင်းတဲ့ရိုဇာတောင်မစားနဲ့ဟဲ့ဆိုတာမပါဘူးအစားခိုင်းတယ်စားကြတော့ကြဟဲ့တဲ့တညာလုံးစားကြနော်တဲ့ဟိုမနဲ့အလင်းရောင်မလာခင်အထိစားကြတဲ့ဆိုတော့လင်းရောင်လာရင်မစားနဲ့ဆိုတာအလိုလိုတိတ်ပဲကောက်ယူရတဲ့အနေနဲ့လားအင်မနာယဉ်ကျေးသိမ်မွေ့စွာရှင်များအာရတ်တော်ထဲမှာဆိုဒါကြောင့်မို့အင်နဟူလတီဖွန်ခဘီအင်မနာနုညံ့တော်မူသောအရှင်ဒါကုရ်အာန်ရဲ့မော်ဂျီဇာဆိုတာဒါပဲမစားနဲ့လို့ခိုင်းတဲ့အလုပ်တောင်မှမစားနဲ့ဆိုတဲ့စလုံးမပါဘဲနဲ့မစားဘဲနေအောင်ခိုင်းဒါကုရ်အာန်ရဲ့မော်ဂျီဇာရှင်မြတ်ရဲ့မိန့်ခွန်းတော်ကလာမူလာဖြစ်တယ်ဆိုတာဒီဟာတွေကြည်ချင်းရပြင်သိလားဒါလူလောက်တာမဟုတ်လူလောက်ရင်တော့ဘယ်နည်းနဲ့မှမတွေ့ပါဘူးဘယ်နည်းနဲ့မှမယဉ်ကျေးဘူးဟုတ်လားအလ္လာဟ်ရှင်မြတ်ရဲ့ရွှေနှုတ်တော်နှုတ်ကပတ်တော်ဗျာဒိတ်တော်ဖြစ်တယ်ဆိုတာမစားဘဲနေရမယ်လုပ်ငန်းကြီးတစ်ခုခိုင်းတာတော့မစားနဲ့ဆိုတဲ့စလုံးမပါပဲအစားခိုင်းပြီးမစားဘဲနေအောင်ခေါင်းရဒီထဲမှာလုပ်တယ်ကိုလူဝတ်စရဘူးစားကြတောက်ကြလို့လာပါတယ်အဲ့ဒီအာရထဲမှာသို့တော့အချိန်သတ်မှပေးတယ်ဟိုက၄ယောက်မလာမချင်းစားကြဟဲ့ဆိုလာရင်မစားနဲ့အလိုလိုပါလားဟုတ်လားအဲ့ဒီနီးနဲ့ဟုတ်လားပြီးတော့မှအဲ့လိုစားတော့နေပြီးတော့နောက်တဲ့မင်းတို့၄ယောက်မလာမချင်းစားကြတယ်ပြီးမှသုံးမအတင်းမဆွေရမှာပြီးတော့မင်းတို့ရိုဇာဆွေရမ်းဆိုတာကိုတော့ကွာတဲ့ပြည့်စုံအောင်လုပ်ကြပါတဲ့ဟုတ်လားဆွေရမ်းဆိုပြီးမစားပဲနေခြင်းကိုကျွန်တော်တို့တွေ့ဝိုက်တဲ့နီးနဲ့သာသုံးတယ်မစားနဲ့ဆိုတာမပါဘူးဆွေရမ်းဟုတ်လားဆွေရမ်းဆိုတဲ့ခုနကဥပုသ်ဆောင်ခြင်းကိုသာလျှင်ညအထိလုပ်ကြသုံးမအတင်းမဆွေရမ်းအလလိုက်မင်းတို့ညအထိမင်းတို့ဒီရိုဇာကိုစောင့်ကြလို့မင်းတို့ဒီနေရာမှာလည်းကျွန်တော်နည်းနည်းပြောချင်ပါသေးတယ်ခုဗမာမွတ်စလင်မှာမဂရစ်နမတ်ချိန်နဲ့ရိုဇာအစ်ဖတာလုပ်တဲ့အချိန်ဟာရောနေပါတယ်အဲ့ဒါတခြားကြီးပါမဂရစ်နမတ်ဖတ်တဲ့အာယဟာ15ဂျုစ်မှာပါတယ်ဆူရာဘနီအစ္စရာအီလ်ရိုဇာဝါဖြေဖို့အာယဟာ2ဂျုစ်မှာပါတယ်ကြားထဲမှာဘလောက်ကွာနေလို့12ဂျုစ်ဆောင်ပါတယ်ကုရ်အာန်12ဂျုစ်ဆောင်ပါတယ်နည်းနည်းလေးကွာပါတယ်ရိုဇာဝါဖြေဖို့အာယကသုံးမအတင်းမဆွေရမှာအလလိုက်ညအထိမင်းတို့ဝါယူကြညဆိုတာဘာလဲအဇာဂရာဘတ်ရှမ်စ်ဖလိုင်လူပေါတူနေဝင်ညပဲအဲ့ဒါကြောင့်မို့ဝါဖြေတဲ့အချိန်ဟာနေဝင်ပြီးချင်းအချိန်မဂရစ်ချိန်ကအကီမဆလာတလီဒူလူကီရှမ်စ်အီလာဂါဆာကီလိုင်မင်းတို့မွန်လွဲဒီယာဆာဘီနမတ်ဖတ်ကြညမှောင်ရိပ်တန်းလာပြီးအထိဆိုတော့မဂရစ်နမရဲ့အချိန်ဟာနေဝင်ပြီးနောက်အရှိကမဲလာပြီးအထိစောင့်အရှိကအမဲရောင်ကြီးတက်လာပြီးအထိမှောင်ရိပ်တန်းလာပြီးအထိမဂရစ်ကစောင့်မဂရစ်ကဝါဖြေလာတဲ့နည်းနည်းလေးနောက်ကြပါနော်အဲ့တော့ကောင်းပြီအချိန်ကတော့တစ်ချိန်နဲ့လို့ဒါပေမဲ့ဝါဖြေတဲ့အချိန်ကနည်းနည်းလေးစောတယ်မဂရစ်ကနည်းနည်းနောက်ကြနည်းနည်းနောက်ကြတော့နောက်ကြပြီးဖြေလိုက်တော့ဘာဖြစ်တော့မကရူဖြစ်
ဟာခမရလည်းကျိုးတော်ဟာရာနေတောင်အများကြီးလုံနေတဲ့လူခင်ဗျာမကရူလောက်တော့ရီတာပေါ့လို့ပြောခြင်းပြောအမလေးနောက်ကြပြီးဝါဖြေတာများမကရူတဲ့ခင်ဗျာပြောနေတာကြောက်အိတ်တာဗျာကျိုးတော်ဟာရာနေတောင်လုံနေတာပဲဘာကြောက်စရာရှိလို့မေးတယ်မေးမယ်ဟုတ်လားကျိုးတော်ဟာရာနေတောင်လုံနေတာမကရူလောက်တော့ဗျာတော်တော်ကြာနေမဝင်နဲ့ပြတ်သွားမှာပေါ့ဟာနေဝင်နေဆိုတာကမူတီမေးရမယ်အလုံးမမဟုတ်ခဲနဲ့နေဝင်လားမဝင်ဘူးလားဆိုတာကရန်ကုန်လားမရမယ်ကိစ္စလည်းမဟုတ်ကိုမျက်စိနဲ့ကြည့်မြင်ရတာဝင်လားမဝင်ဘူးလားကြည့်ပါဝင်ရင်ဖြေအဲ့ဒါမမြင်ရရင်ခုနကနေဘလောက်ဝင်နေဆိုတာနဲ့နာယီနဲ့တိုက်တာဒါသာဖြေ